မျိုးစေ့သည်အစားအစာအစာသည်ဘဝစောင်းကုံတွေအကူຫນွေဥရဲ့အပူရှိန်နဲ့အတူအညာမြေမှာတော့ရိတ်သိမ်းချိန်ရောက်လို့လာပါပြီဒီအချိန်ဟာအညာတောင်သူတွေအတွက်အလုံးအများဆုံးနဲ့အပျော်ဆုံးချိန်ပေါ့ခင်းလုံးကျွတ်ဝင်းမဲ့နေတဲ့နေကြားဘဲအမျိုးမျိုးနဲ့ပြောင်းခင်းတွေဟာဒီမြေရဲ့ယေဒနာတွေပါပဲတကယ်တော့မျိုးစေ့ဆိုတာအစားအစာရဲ့အစဖြစ်တယ်လို့အစားအစာဆိုတာကလည်းလူသားတိုင်းရဲ့ဘဝအခြေခံပါပဲဒါကြောင့်လေအညာတောင်သူတွေဟာဘိုးဘွားဆင်ဆက်လက်ဆင့်ကမ်းလာတဲ့ဒေတာမျိုးစေ့တွေကိုအဖိုးတန်အမွေအနှစ်တွေလိုသဘောထားပြီးစနစ်တကျထိမ့်သိမ်းကြတာပါအခုဆိုရင်စကိုင်းတိုင်းအတွင်းကကြေးရွာတချို့မှာမျိုးစေ့တွေကိုခေတ်စနစ်နဲ့အညီပို့ပြီးစနစ်တကျတူလောင်လာကြပါတယ်ဒီညံတွေရိတ်သိမ်းပြီးရင်မျိုးကောက်မျိုးတန့်တွေကိုအရင်ဆုံးစစ်စစ်ဆက်ဆက်ရွေးချယ်ပါတယ်ရွေးပြီးသားမျိုးစေ့တွေကိုအစိုတက်မကြံအောင်နေရောင်အောက်မှာတေးတေးချာချာအချောက်ခံရပါတယ်အစိုတက်ရှိနေရင်မျိုးစေ့ကပျက်စီးသွားနိုင်လို့ပါခြောက်တွေ့သွားပြီဆိုရင်တော့ပလတ်စတစ်အိတ်တွေနဲ့လေလုံအောင်ထုတ်ပိုးကြပါတယ်ပလင်းနဲ့ထည့်တာရေတန့်ဘူးကွန်နဲ့ထည့်တာစတဲ့ရှိတဲ့ပစ္စည်းနဲ့ထည့်ပြီးတင်းကြတာမျိုးပါပြီးရင်တော့မျိုးစေ့အမျိုးအစားရက်စွဲနဲ့ရင်းမြစ်တွေကိုတေချာမှတ်တမ်းတင်ထားကြပါတယ်။ရဲရွာတွင်မျိုးစေ့ဖလဲတဲ့လေထားတော့ကျွန်တော်တို့ရဲရွာမှာဆိုလို့ရှိရင်ဟိုအရင်နေတဲ့ကပြုလုပ်လာတဲ့အလေးထားတစ်ခုပါပဲ။ခုနောက်ပိုင်းမှာဆိုရင်တော့ထွက်တိုးဆိုပြီးတော့လူတွေကသီးနှံထွက်ကောင်းမှုအတွက်ထွက်တိုးမျိုးတွေစိုက်လာတာကိုအများစုတွေ့ရှိနေရတယ်။ကျွန်တော်ဒေတာမျိုးကိုဒေတာမျိုးဖြစ်တဲ့ပြီးလို့ရှိရင်ရာသီဥတုတံကိုသဘာဝအလျောက်သူဟာနဲ့သူခံနိုင်ပြီးသားဖြစ်တဲ့အမြဲတမ်းကြိုက်တဲ့အချိန်မှာဆိုင်ကိုသူ့ရဲ့မျိုးစေ့ဝါဘူးလို့ရှိရင်တခါတည်းပူမွာယောဂနဲတယ်ပေါ့နော်ဒါခံနိုင်ရှိတယ်အဲ့ဒါမျိုးကြောင့်ဒေတာမျိုးတွေကိုစိုက်ဒေတာမျိုးတွေကိုထိမ့်သိမ်းရမယ်ဒီလိုစနစ်တကျတူလောင်ထားတဲ့အတွက်ရာသီဥတုဖောက်ပြန်တာပဲဖြစ်ဖြစ်ဘေးရန်တွေတွေကြုံလာရတာပဲဖြစ်ဖြစ်ကျွန်တော်တို့တောင်သူတွေဟာကြံ့ကြံ့ခံနိုင်ရရှိနေမှာပါတောင်သူအချင်းချင်းမျိုးစေ့ဖလှယ်ကြအတွေ့အကြုံမျှဝေကြရင်းနဲ့လူမှုအဖွဲ့အစည်းကြားမှာယုံကြည်မှုတွေလည်းပိုခိုင်မာလာစေပါတယ်ဒေတာမျိုးစေ့ကိုတန်မိုးထားတာဟာမိမိတို့ရဲ့စားနဲ့ရိတ်ခါကိုမိမိတို့ဘာသာကိုယ်ပိုင်စီမံနိုင်စွမ်းရှိအောင်တည်ဆောက်တာပါပဲဒါဟာအညာဒေတာစိုက်ပျိုးရေးရေရှည်တည်တံ့ဖို့အတွက်အရေးကြီးဆုံးခြေလှမ်းတစ်ရပ်လည်းဖြစ်ပါတယ်